TikTok ပေါ်မှာလူတွေအတင်များပြီးအကြည့်များနေတဲ့ AI ဗီဒီယိုလုပ်နည်းလေးကိုဒီဗီဒီယိုမှာလာပြီးတော့ပြောပြမှာဖြစ်ပါတယ်။စိတ်ဝင်စားတဲ့သူတွေကကျွန်တော်တို့အတူဒီဗီဒီယိုမှာလိုက်ကြည့်ပြီးတော့ AI ဗီဒီယိုလေးတွေအတူတူဖန်တီးလို့ရပါတယ်။အဲ့တော့ဘယ်လိုလုပ်ရလဲတွက်ကြည့်လိုက်အောင်။ကျွန်တော်တို့ဗီဒီယိုတွေဖန်တီးဖို့အတွက်အရင်ဆုံးပုံထုတ်ရပါမယ်။ပုံထုတ်ဖို့လည်းဆိုရင် ChatGPT ထဲကိုသွားပါမယ်။ ChatGPT ထဲမှာကိုလိုချင်တဲ့ပုံကိုစာရိုက်ပြီးတော့ရေးထည့်ပေးလိုက်ပါ။ကျွန်တော်တို့မြန်မာလိုပဲရေးလို့ရပါတယ်เนาะဒီနေရာမှာကျွန်တော်ကတော့မြန်မာလိုရေးလိုက်ပါတယ်ရိုနယ်ဒိုဒါမြန်မာကြီးလက်နေတဲ့စင်ရဲသားတယောက်ပုံစံမျိုးဒါထုတ်ပေးပါပေါ့နော်ဒီတိုင်းလေးပဲရေးလိုက်တယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင် तू ကပုံထုတ်ပေးပါတယ်အနည်းဆုံး10မိနစ်လောက်တော့စောင့်ပါတယ်10မိနစ်လောက်ပြည့်သွားရင် तू ကအခုလိုပုံလေးထုတ်ပေးပါတယ်ကျွန်တော်တော့နည်းနည်းမြင်အောင်ကြော်ခွာလိုက်ပါတယ်အခုဒီလိုပုံလေးရလာမှာဖြစ်ပါတယ်ကဲကျွန်တော်တို့လိုချင်တဲ့ပုံကိုမြန်မာလိုပဲရေးလိုက်ပါနော်ကဲဒါဆိုရင်ကျွန်တော်တို့ကဒီပုံကိုတစ်ချက်ထောက်ပြီးတော့စေးလိုက်ပါခင်ဗျပုံလေးတစ်ချက်ထောက်ပြီးအောက်မှာစေးခလုတ်ရှိရနော်စေးလေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီပုံကကျွန်တော်တို့ဖုန်းထဲရောက်သွားပြီဖုန်းထဲရောက်သွားပြီဆိုရင်ကျွန်တော်တို့ကဒီပုံကိုဗီဒီယိုဖြစ်ပြန်ပြီးတော့ထုတ်မှာဖြစ်ပါတယ်ဒီပုံကိုဗီဒီယိုဖြစ်ပြန်ထုတ်မယ်ဆိုရင်ကျွန်တော်တို့ကစာရေးပြီးဖို့လိုရတယ်ဒီပုံကိုဗီဒီယိုပုံစံထုတ်ချင်လို့အဆင်ပြေတဲ့ prompt ရေးပေးပါဦးเนาะ prompt ရေးပေးပါဦးသူရေးခိုင်းလိုက်ပါဒါဆိုလို့ရှိရင်သူကမြန်မာလိုလည်းရေးပေးတယ်အင်္ဂလိပ်လိုလည်းရေးပေးတယ် prompt ကကြောက်ကျွန်တော်အင်္ဂလိပ်လိုထည့်ရတာဖြစ်တယ်တကယ်လို့မြန်မာလိုရေးပေးလာတယ်ဆိုရင်သူ့ကို ChatGPT ကိုအင်္ဂလိပ်လိုပြန်ရေးပေးပါလို့ပြောလိုက်ပါအဲ့လိုရေးခိုင်းလိုက်ရင်သူကအင်္ဂလိပ်လိုပြန်ရေးပေးပါတယ်ဒီမှာတော့နှစ်ခုလုံးရေးပေးရနော်မြန်မာလိုလည်းရေးပေးတယ်အင်္ဂလိပ်လိုလည်းရေးပေးတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီအင်္ဂလိပ်လိုရေးထားတဲ့စာကို copy ယူရမှာဖြစ်ပါတယ်အဲ့တော့အဲ့စာလေးကိုဖိထားလိုက်ပါကြာလေးဖိထားလိုက်လို့ရှိရင်ဒီမှာစာတန်းလေးတွေပေါ်လာမှာဖြစ်ပါတယ် select text ဆိုတာလေးနှိပ်ပြီးပါဒီတိုင်းလေးပေါ်လာပြီဆိုရင်ထပ်ပြီးဖိပေးပါဖိပြီးရင်ဒီစာသားအကုန်လုံးကိုဆက်လက်မှတ်ပြီးတော့ copy ဆိုတာလေးနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ကဒီစာလေးအကုန်လုံးကို copy ယူပြီးသားဖြစ်သွားပြီ copy ယူပြီးတော့ကျွန်တော်တို့ Chrome ထဲဝင်ပါမယ် Chrome ထဲရောက်ရင် Pastebar AI ကိုယူမှာဖြစ်ပါတယ် Pastebar AI နဲ့ဝင်လိုက်မယ်ကျွန်တော်တို့အခြား AI တွေသုံးလိုက်ရတယ်เนาะကျွန်တော်တို့ဒါနဲ့ပဲသုံးမယ်ပြီးရင်ကျွန်တော်တို့ login လေးကိုနှိပ်လိုက်ပါမယ်အပေါ်မှာ login ဆိုတာလေးရှိပါတယ် login နှိပ်ပြီးကျွန်တော်တို့ Gmail account တစ်ခုကိုရွေးပေးလိုက်ပါကိုဖုန်းထဲမှာရှိတဲ့ Gmail account တစ်ခုကိုရွေးပေးလို့ရပါတယ်ဒီ account တစ်ခုရွေးပေးပြီးရတဲ့ကျွန်တော်တို့ဒီထဲကို login ရောက်သွားပါပြီပြီးရင်ကျွန်တော်တို့ကဒီတိုင်းလေးပေါ်လာမှာဖြစ်ပါတယ်အပေါ်မှာကျွန်တော်တို့ point လေး30ရပါတယ်เนาะဒီမှာအဝါရောင် point လေး30ရပါတယ်ပြီးရင်ကျွန်တော်တို့မြင်ကွင်းချဲ့ဖို့အတွက်အပေါ်အဆက်လေး30ကိုနှိပ်ပါအဆက်လေး30ကိုနှိပ်ပြီးကျွန်တော်တို့ကအမှ desktop site လေးကိုအမှန်ချစ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ပုံကမြင်ကွင်းချဲ့တဲ့ပုံစံမျိုးရသွားပြီเนาะကဲအဲ့လိုရသွားပြီဆိုရင်ကျွန်တော်တို့ခုနဓာတ်ပုံနဲ့စာသားကိုဒီနေရာမှာပြန်ထည့်ရမှာဖြစ်ပါတယ်ဟိုအောက်ဆုံးမှာ၄ထောက်ကွက်လေးတွေရှိပါတယ်ဒီထဲမှာလည်းပုံစံတွေအများကြီးရှိရเนาะအဲ့တော့ကျွန်တော်တို့ကလောဆယ်ဒီတွေကကျွန်တော်တို့စာသားနဲ့ပုံပဲထဲမှာပြတဲ့ကြောင့်မလို့ပုံနေရာလေးရွေးလိုက်ပါတယ်ပုံနေရာလေးနှိပ်ပြီးရင်ကျွန်တော်တို့ခုနပုံလေးရွေးလိုက်ပါပုံနေရာလေးကိုရွေးလိုက်ပါတခါကျရင်ပုံကတစ်ချက်ထင်းလည်းမရအောင်အဲ့ဆိုနောက်တစ်ခါပြန်နှိပ်ပြီးတော့နောက်တစ်ချက်ပြန်ရွေးပြီးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ပုံလေးပုံမှာရာခိုင်နှုန်းတွက်ပြီးရင်ရတော့ပါပြီပုံရတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်မှာစာထည့်ရမှာဖြစ်ပါတယ်စာကခုန copy ယူလာတဲ့စာကိုထည့်ရမှာဖြစ်တဲ့ကြောင့်မလို့ဒါလေးဖိထားပြီး page လေးနှိပ်လိုက်ရင်ကျွန်တော်တို့ခုန copy ယူလာတဲ့စာလေးရပြီเนาะအဲ့မှာကျွန်တော်တို့အချိန်အနေနဲ့5စက္ကန့်8စက္ကန့်ရှိတယ်နှစ်ခုယူလို့ရတယ်8စက္ကန့်ယူလိုက်မှဆိုရင်ဒီဘက်မှာ create byte ကတစ်ခါလွှတ်ရင် point 40ဖြစ်သွားမယ်ကျွန်တော်တို့အပေါ်မှာရှိတာ30တည်းရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့5စက္ကန့်ပဲလုပ်လိုက်မယ်เนาะအဲ့တော့8စက္ကန့်နေရာမှာ5စက္ကန့်ပြန်ယူလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အဲ့မှာ create ဆိုတာလေးနှိပ်ပေးလိုက်ပါဒါဆိုရင် point 20သုံးပြီးတော့သူကဗီဒီယိုတစ်ခုဖန်တီးပေးပါတယ်5စက္ကန့်စာဗီဒီယိုပါကျွန်တော်တို့အပေါ်လေးကိုကြည့်လိုက်မယ်เนาะမြင်ကွင်းလေးကိုလက်လေးနဲ့ပြန်ဆွဲချုပ်ပြီးအပေါ်ကြည့်လိုက်မယ်ဆိုရင်သူကအပေါ်တောက်လေးမှာရာခိုင်နှုန်းလေးတွက်နေပါပြီเนาะပြည့်အောင်ခဏဆောက်ယူပါဒီဘေးအပုံလေးကတော့ကျွန်တော်အရင်ဗီဒီယိုလေးမှာဖန်တီးထားတဲ့ပုံလေးဖြစ်ပါတယ်เนาะပြည့်သွားပြီဆိုရင်ကျွန်တော်တို့အဲ့နေရာလေးကိုတစ်ချက်ဝင်ကြည့်ပါခဏဆောက်ယူပါเนาะအခုကမပြည့်သေးပါဘူးโอเคအဲ့တိုင်းလေးပြည့်လာပြီဆိုရင်ကျွန်တော်အဲ့ပုံနေရာလေးကိုတစ်ချက်ထောက်လိုက်ပါဒါဆိုရင်ကဲပုံကနေကျွန်တော်တို့ဗီဒီယိုလေးဖြစ်သွားပြီเนาะလွယ်ကူပါတယ်ပြီးရင်အဲ့ဒီပုံလေးကို download ဆယ်ဖို့ရှိမှာ download ဆိုတဲ့နေရာလေးရှိတယ်အဲ့ဒါလေးနှိပ်ပြီးအပေါ်က watermark လေးနှိပ်ပြီးပါเนาะ logo ပါမှရမယ် logo မပိုင်ပဲရအောင်เนาะ logo မပါဘူးဆိုရင်ဝယ်သုံးမှရမယ်เนาะအဲ့လို download ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ရပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာခုနပုံဖန်တီးတဲ့နေရာမှာ point က30ပဲကျန်တော့တယ်ဒါဆိုရင်ကျွန်တော်တို့ point မလောက်တော့ဘူးเนาะ point ကသူကတစ်ခါဖန်တီးရင်20သုံးရတယ်ဒါပေမဲ့ဒီမှာ30ပဲကျန်နေဆိုရင်ဒါကအကောက်လေးနှိပ်ပြီးတော့ log out လုပ်လိုက်ပြီးရင် log in ပြန်နှိပ်ပြီးတော့ကျွန်တော်တို့နောက်ထပ် Gmail အသစ်တစ်ခုနဲ့ထပ်ဝင်ကိုဖုန်းထဲမှာရှိတဲ့နောက်ထပ် Gmail တစ်ခုနဲ့ထပ်ဝင်အဲ့လို Gmail တစ်ခုနဲ့ထပ်ဝင်လိုက်ပြီဆိုရင်ဒီမှာ point လေးပြန်တိုးလာမှာဖြစ်ပါတယ်သူက Gmail တစ်ခုကိုဒါ point အသစ်တစ်ခုထပ်တိုးရပါတော့ဒီမှာဆို point 40ရပါပြီဆိုရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့
ဖန်တီးလို့ရမှာဖြစ်ပါတယ်ခင်ဗျ။ Okay ဒီလိုနည်းနဲ့ကျွန်တော်တို့ဒီလို AI video လေးတွေကိုပုံလေး ChatGPT မှာပေါ့နော်စကားအလုံး ChatGPT မှာထုတ်ပြီးတော့အခုလို video တွေအဖြစ်အလွယ်တကူဖန်တီးလို့ရပါတယ်မတည်သေးတဲ့သူတွေအတွက်သင်ပေးလိုက်ခြင်းဖြစ်ပါတယ်ကဲအားလုံးဒီနည်းလေးနဲ့အဆင်ပြေကြပါစေခင်ဗျ